လောကလူတွေကမင်္ဂလာတိတ်ရှိကြညာတယ်ဒါမင်္ဂလာတော့ကမင်္ဂလာမဟုတ်ဘူးနော်လူတွေပြောတဲ့မင်္ဂလာပြောတာမင်္ဂလာသိရှိကြညာတယ်မင်္ဂလာမရှိတာဆိုမကြားကြဘူးလေမင်္ဂလာရှိကြတယ်သူတွေကသူတို့နှစ်သက်တာလေးမြင်ရရင်မင်္ဂလာရှိလိုက်တာဒီထီပေါက်တယ်လို့ကြားလိုက်ရင်လည်းအမလီမင်္ဂလာရှိလိုက်တာလူသေးတယ်ကြားရင်မလီအမင်္ဂလာနော်ပျက်စီးတယ်ကြားအမင်္ဂလာကောင်းစားတယ်ကြားတာမှတည်းမင်္ဂလာပဲသူကဒါလူတွေရဲ့တဘာဝပြောတာနော်ကောင်းတဲ့လေးကြားရင်မင်္ဂလာရှိလိုက်တာဆိုရင်အဲ့ဒီမင်္ဂလာဟုတ်မင်္ဂလာတို့တွေကမင်္ဂလာမဟုတ်ဘူးလောကီမင်္ဂလာလို့ခေါ်တယ်ဒိဋ္ဌမင်္ဂလာသုတမင်္ဂလာမုဒ္ဒမင်္ဂလာမင်္ဂလာရှိလိုက်တာဆိုပြီးတော့လူတွေကြိုက်တဲ့မင်္ဂလာတွေကိုသမုဟတ္တလုံးဝဂယုမဆိုင်တော့ဘူးအဲ့ဒါဒီခေါင်းထဲမှာမရှိဖက်ထုတ်လိုက်ပြီအဲ့ဒီလူပြောသူပြောမင်္ဂလာကိုဖက်ထုတ်လိုက်တချို့ဆိုမင်္ဂလာဘလောက်တိအောင်စွဲတော့ဆိုလို့ရှိရင်မတတ်တာလို့အတုဝပို့ပြီးရင်အိမ်ပြန်လို့ရှိရင်တယောကင်မောနဲ့ရေချိုးပစ်သေးတဲ့ကိုကတော့မသေးမှကြာမင်္ဂလာမရှိလို့တဲ့နော်မပို့ဝဲနေရင်လေညနာပူတယ်ပေါ့သူ့ကိုတရားမကြေးဘူးဆိုရင်တုတ်တန်ရောက်တယ်ဆိုအမလေးမင်္ဂလာမရှိရတာဆိုအိမ်ပြန်တဲ့အခါကျတော့တယောတို့ကင်မွန်းတို့နဲ့ပို့တိုက်ပြီးမင်္ဂလာပြန်ရအောင်ရေချိုးတဲ့ရမှာမရဘူးမကောင်းတဲ့သတင်းကြားရင်အမင်္ဂလာကောင်းတဲ့သတင်းကြားရင်မင်္ဂလာရှိတယ်အဲ့ဒီမင်္ဂလာမျိုးအစွဲလန်းတွေကိုဖယ်ရှားပြရမယ်နံပါတ်1နော်မင်္ဂလာသမုဟတ္တာဒါတွေပေါ်မှာယုံကြည်မှုမရှိဘူးလုံးဝဖယ်လိုက်တယ်